ဒီသင်ခန်းစာလေးမှာတော့ကျွန်တော်က post-it ဓာတ်ပုံဘောင်ပြောက် print ထုတ်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီရဲ့သင်ခန်းစာလေးကကျွန်တော်တို့လက်တွေ့ print ထုတ်တဲ့အချိန်မှာဆိုရင်လည်းအရန်အသုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အခုရပိုင်းမှာကျွန်တော်စီကိုလာပြီးတော့မေးတာလေးတွေတွေ့ရတဲ့အတွက် post-it ဓာတ်ပုံတွေကိုဘောင်ပြောက် print ဘယ်လိုထုတ်ရလဲဆိုတော့အပိုင်းလေးတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက်ကျွန်တော်တို့ Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်ကို print ထုတ်မဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့အရင်ဆုံး site တွေချိုးပေးရမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဒီမှာ Photoshop ထဲမှာကို print ထုတ်မဲ့ဓာတ်ပုံလေးကိုအရင်ဆုံးဖွင့်ပေးရပါမယ် file ထဲကနေပြီးတော့ open ဒါမှမဟုတ် keyboard shortcut နဲ့ control ရဲ့ O ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ကို print ထုတ်မဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့အရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာနမူနာပြပေးတာဖြစ်တဲ့အတွက်ဒီမှာလက်ရှိဒီကျွန်တော်သမီးဓာတ်ပုံလေး print ထုတ်မယ်ပေါ့နော်အဲ့ပုံလေးကိုကျွန်တော်နမူနာထားပြီးတော့ပြပေးသွားပါမယ် open ဆိုပြီးတော့နှိပ်လိုက်ပါမယ်ဒီတော့ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့က post-it စာရွက်နဲ့ဘောင်ပြောက် print ထုတ်ချင်တာဖြစ်တဲ့အတွက်ဒီတိုင်းတန်းပြီးတော့ကျွန်တော်တို့ထုတ်လို့မရသေးဘူးဒီရဲ့ဓာတ်ပုံကိုအရင်ဆုံးကျွန်တော်တို့ post-it စာရွက် site ဖြစ်အောင်အရင်ဆုံး site တွေချိုးပေးရမှာဖြစ်ပါတယ် site ချိုးဖို့ရာအတွက်ကျွန်တော်တို့က Ctrl 2နဲ့ကျွန်တော်တို့အရင်ဆုံး site ချိုးပါမယ် keyboard ကနေပြီးတော့မှ C ကိုနှိပ်ပြီးတော့မှ Ctrl 2ကိုယူလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့2 box ထဲကနေပြီးတော့မှဒီမှာ Ctrl 2ဆိုတာလေးကျွန်တော်တို့ယူလို့ရပါတယ်ယူပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က ratio ဆိုတာလေးကျွန်တော်တို့ရွေးပေးထားပါမယ် ratio ရွေးပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က post-it စာရွက်အမျိုးအစားလေးဒီ site ချိုးမှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့က4ဒီမှာ6ဆိုပြီးတော့မှလောက်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီရဲ့ဓာတ်ပုံကိုနေရာလေးတွေကျွန်တော်တို့ပြင်ချင်တယ်ဆိုရင်တော့နေရာထားပုံလေးတွေပြင်ပေါ့နော်ကိုယ့်ရဲ့စိတ်တိုင်းကြပုံအနေထားလေးရပြီဆိုရင်တော့ enter လေးကျွန်တော်တို့ခောက်ပေးလိုက်ပါမယ် enter ခောက်ပြီးသွားပြီဆိုရင်တော့ keyboard ကနေပြီးတော့ V ကိုနှိပ်ပြီးတော့ move tool လေးကျွန်တော်တို့ပြန်ခေါ်လိုက်ပါမယ်ဒီတော့ဒီရဲ့စာရွက်ကကျွန်တော်တို့က Ctrl 2နဲ့ site ချိုးပြီးသွားတဲ့အချိန်မှာတခါတလေမှာကျွန်တော်တို့က post-it စာရွက် site မဟုတ်ဘဲနဲ့အခြားစာရွက်မျိုးစားတွေကျွန်တော်တို့ဖြစ်နေတတ်ပါတယ်ဒီတော့ပို့ပြီးတော့သေချာတော့သူ့ရဲ့ကျွန်တော်တို့ image site ကိုလည်းကျွန်တော်တို့ပြင်ပေးလိုက်ပါမယ် control ရဲ့ alt ရဲ့ I ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးလိုက်ပါမယ် keyboard ကနေပြီးတော့မှ control alt ကိုလက်ကဖိပြီးတော့ I ကိုတစ်ချက်နှိပ်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ image site လို့ခေါ်တဲ့ DF ဘောက်လေးကြာလာပါတယ်ဒီတော့ DF ဘောက်ထဲမှာကျွန်တော်တို့က post-it စာရွက်အမျိုးအစားလေးလိုချင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့4ဆိုတာလေးရိုက်လိုက်တာနဲ့တပြိုင်နက်အောက်မှာကျွန်တော်တို့က6ဆိုပြီးတော့မှ auto ပြောင်းသွားတယ်ပေါ့နော် resolution မှာကျွန်တော်တို့80နဲ့2ဖြစ်နေပါတယ် resolution ကိုကျွန်တော်တို့300အပြည့်ထားပေးပါမယ်အခုလိုမျိုးကျွန်တော်တို့ resolution 300ကကျွန်တော်တို့ post-it site တွေချိန်ပြီးသွားပြီဆိုရင်တော့ဒီပေါ်ကျွန်တော်တို့က okay လေးနှိပ်ပေးလိုက်မယ်ပေါ့နော် okay နဲ့လိုက်တာနဲ့တပြိုင်နက်ဒီရဲ့ဓာတ်ပုံလေးကကျွန်တော်တို့ post-it စာရွက်အမျိုးအစားလေးကျွန်တော်တို့လုံးဝပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ဒီရဲ့ဓာတ်ပုံကိုကျွန်တော်တို့ကအခုလက်ရှိတန်းပြီးတော့မှ print မထုတ်တော့ဘဲနဲ့သူ့ရဲ့အရောင်ကာလာလေးတွေထိတက်ပို့ပြီးတော့မှကြည့်ကောင်းတော့နည်းနည်းလေးထပ်ပြီးတော့ပြင်လိုက်မယ်ပေါ့နော် control ရဲ့ align ရဲ့ကျွန်တော်တို့နှိပ်ပြီးတော့ level ဆိုတဲ့ဘောက်လေးခေါ်ပြီးတော့မှသူ့ရဲ့ကာလာလေးကိုနည်းနည်းလေးကျွန်တော်တို့ကဒီမှာအရောင်လေးတင်ခဲ့လိုက်ပါမယ် okay လေးနှိပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ fader ထဲကနေပြီးတော့ camera raw fader ဆိုတာလေးနဲ့ကျွန်တော်တို့သွားပြီးတော့မှပုံရဲ့အလဲအမောင် lighting လေးကျွန်တော်တို့ချိန်ပါမယ် camera raw fader ဆိုတဲ့ဘောက်လေးပွင့်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးလေးကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီဘက်မှာကျွန်တော်တို့သက်ဆိုင်ရာကျွန်တော်တို့ setting လေးတွေကိုကိုယ့်ရဲ့စိတ်တိုင်းကြလိုက်ပြီးတော့ချိန်လို့ရပါတယ်ဒီနေရာလေးမှာတော့ကျွန်တော်တို့ကဘယ် setting ကိုတော့ဘယ်လောက်အနေထားလောက်ထားရမယ်ဆိုတာကိုကျွန်တော်တို့အတိအကျလို့ပြောပေးလို့မရဘူးပေါ့နော်ဒီတော့ကိုယ့်ရဲ့ပုံနဲ့ကိုက်ညီမှုရှိရဲ့ကိုယ့်ရဲ့စိတ်တိုင်းကြ setting အနေထားလေးတွေကိုကျွန်တော်တို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့လိုက်ပြီးတော့မှပြင်ဆင်ပေးလို့ရပါတယ်အခုလောက်အနေထားလေးကျွန်တော်တို့ကြိုက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိနေတဲ့ okay ဆိုတာလေးကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ပုံလေးကပို့ပြီးတော့မှလင်းလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီရဲ့ဓာတ်ပုံကိုကျွန်တော်တို့ကစာရွက်မျိုးစားလေးတွေကျွန်တော်တို့ site တွေလည်းချိန်ပြီးသွားပြီဆိုရင် print ထုတ်ဖို့ရာအတွက်ကျွန်တော်တို့ keyboard ကနေပြီးတော့ control ရဲ့ P ရဲ့နှိပ်ပြီးတော့မှ print setting လေးကျွန်တော်တို့ဝင်လိုက်ပါမယ် control နဲ့ P နဲ့နှိပ်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုးကျွန်တော်တို့ printer setting လေးကြာလာပါလိမ့်မယ်ဒီတော့ကိုယ့်ရှိမှာရှိနေတဲ့ printer နဲ့သက်ဆိုင်တဲ့ setting လေးတွေကိုကျွန်တော်တို့ဝင်ချိန်ပြီးတော့မှဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ print ထုတ်ပေးမယ်ပေါ့နော်ဒီတော့ printer ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရှိမှာရှိနေတဲ့
ပရင်တာမျိုးစားလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်လက်ရှိကျွန်တော်ကတော့ကျွန်တော်ရှိမှရှိနေတဲ့ Epson M3110 ပရင်တာလေးနဲ့ကျွန်တော်တို့ပရင်ထုတ်မှာဖြစ်တဲ့အတွက်ဒီရဲ့ပရင်တာမျိုးစားလေးရွေးပါမယ်သူနဲ့သက်ဆိုင်တဲ့ပရင်တာ setting တွေချိန်ဖို့ရအတွက် print setting ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ document size ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က post-it စာရွက် photo paper post-it နဲ့ကျွန်တော်တို့ကဓာတ်ပုံထုတ်ချင်တာဖြစ်တဲ့အတွက် post-it ကိုကျွန်တော်တို့ရွေးပေးပါမယ်ပြီးရင်တော့ portrait ကိုရွေးပေးထားပါမယ်ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့ကဓာတ်ပုံကအထောင်လိုက်အနေထားလေး print ထုတ်မှာဖြစ်တဲ့အတွက် portrait ကိုကျွန်တော်တို့ရွေးပါမယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ရေးကြည့်ပါတယ်ဒီမှာကျွန်တော်တို့ borderless ဆိုတာလေးကျွန်တော်တို့ပါပါတယ် borderless ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကအမှန်ချစ်လေးထည့်ထားတယ်ဆိုရင်တော့ဓာတ်ပုံတွေကိုသူကဘောင်ပြောင်းအနေနဲ့ print ထုတ်ပေးမှာဖြစ်ပါတယ်ဓာတ်ပုံတွေကိုဘောင်ဖြောက်ထုတ်တယ်ဆိုတာကကျွန်တော်တို့ဒီမှာလုံးဝ print ထုတ်တဲ့အချိန်မှာကလနားမှာကျွန်တော်တို့အဖြူသားတွေမကျန်မဲနဲ့ဓာတ်ပုံကိုကျွန်တော်တို့က post-it စာရွက်နဲ့အပြည့်အနေထားနဲ့ထုတ်ပေးတာဖြစ်ပါတယ်ဒီတော့ borderless ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချစ်လေးဖြုတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကသူ့မှာကျွန်တော်တို့ကအဖြူသားကြီးတွေခြံပြီးတော့မှထုတ်ပေးသွားမယ်ပေါ့နော်ကျွန်တော်တို့လိုချင်တာကဓာတ်ပုံတွေကိုဘောင်ပြောက်ထုတ်ချင်တာဖြစ်တဲ့အတွက် borderless ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချစ်လေးထည့်ပေးထားပါမယ် paper type ဆိုတဲ့နေရာမှာကျွန်တော်တို့ plain paper ဖြစ်နေတတ်ပါတယ်ကျွန်တော်တို့ထုတ်မှာကဓာတ်ပုံကို photo paper သား post-it စာရွက်လေးနဲ့ print ထုတ်မှာဖြစ်တဲ့အတွက်အောက်ဆုံးလေးမှာရှိနေတဲ့ photo paper glossy ဆိုတာလေးရွေးပေးထားပါမယ် quality ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ကပုံမှန်အတိုင်း standard ဖြစ်နေပါလိမ့်မယ်ကျွန်တော်တို့ကတော့ကျွန်တော်ဒီမှာဓာတ်ပုံကို print ထုတ်တဲ့အခါမှာ quality ပို့ပြီးတော့မှကောင်းစေချင်တဲ့အတွက် height ကိုပဲရွေးပြီးတော့မှကျွန်တော်တို့ထုတ်ပါမယ် height နဲ့ထုတ်တဲ့အခါမှာတော့ကျွန်တော်တို့က printer နဲ့ပြီးတော့ထွက်လာတဲ့အခါမှာနည်းနည်းလေးတော့ကျွန်တော်တို့ကြားတယ်ပေါ့နော်ဓာတ်ပုံရဲ့ quality ကတော့လုံးဝကျွန်တော်တို့ပို့ပြီးတော့ကောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီရဲ့ဓာတ်ပုံကို color နဲ့ print ထုတ်မှာဖြစ်တဲ့အတွက် color ဆိုတာလေးပဲရွေးပေးထားပါမယ် okay လေးနှိပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ print ဆိုတာလေးနှိပ်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်တို့ကိုယ့်ရှိမှရှိနေတဲ့ printer နဲ့ပြီးတော့မှဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ print ထုတ်ပေးလာတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ကျွန်တော်လက်တွေ့ print ထုတ်ထားတာလေးကိုလည်းဗီဒီယိုလေးရိုက်ပြီးတော့ယူထားခဲ့ပါတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်ပြပေးသွားပါမယ်အခုဒီမှာဆိုရင်ကျွန်တော်ရှိမှရှိနေတဲ့လက်ရှိ printer လေးနဲ့ printer နဲ့ computer နဲ့ချိန်ထားပါတယ် printer လေးဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဆောင်းနာပြောပြပေးခဲ့တယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ borderless ဆိုတာလေးလည်းမှန်းချစ်ထည့်ထားမယ် paper မျိုးစားလေးလည်းကျွန်တော်တို့အားလုံးကျွန်တော်တို့ရွေးလိုက်ပါမယ်အကုန်လုံးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ okay ဆိုတာလေးနှိပ်ပြီးတော့မှ print ဆိုတာလေးကျွန်တော်တို့ကနှိပ်ပေးရမှာဖြစ်ပါတယ် print နှိပ်လိုက်တာနဲ့တပြိုင်တည်းကိုယ့်ရှိမှရှိနေတဲ့ printer ကနေပြီးတော့မှဒီရဲ့ဓာတ်ပုံလေးထွက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ထွက်လာတဲ့ကျွန်တော်တို့ဓာတ်ပုံလေးဟာဘောင်ပြောင်းဟုတ်မဟုတ်ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ပါမယ်ဒါလေးကိုနည်းနည်းလေးကျွန်တော်တို့ကြော်လိုက်ပါမယ်ကျွန်တော်တို့ဓာတ်ပုံထုတ်တဲ့အခါမှာ standard ကိုထားပြီးတော့ထုတ်တာမျိုးမဟုတ်ဘဲနဲ့ height ကိုရွေးပြီးတော့ထုတ်ထားခဲ့တာဖြစ်တဲ့အတွက်ပုံထွက်လာတာတော့ကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့ကြားပါတယ်အဓိကအရေးကြီးတာလေးကကျွန်တော်တို့ borderless ဆိုတဲ့ setting လေးကိုဝင်ပြီးတော့ချိန်ပေးရမှာရယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကဒီရဲ့ဓာတ်ပုံကိုချက်ချင်းတန်းပြီးတော့မထုတ်ဘဲနဲ့အရင်ဆုံးကို print ထုတ်မဲ့စာရွက်အမျိုးအစားကိုကျွန်တော်တို့က color tool နဲ့ site ချိုးပေးရတဲ့နေရာလေးမှာအရင်အရေးကြီးပါတယ်တကယ်လို့ကိုယ်က site တွေကိုတခြား site တွေချိုးခဲ့တယ်ဆိုရင်ထွက်လာတဲ့ site ဒီဓာတ်ပုံကကျွန်တော်တို့ကစာရွက်ထဲမှာလုံးဝ fit မဖြစ်ဘဲနဲ့ပုံကြီးတွေကဒီတစောင်းကြီးကျွန်တော်တို့ထွက်နေတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့က color tool နဲ့လုံးဝကို print ထုတ်မယ် post-it စာရွက်အမျိုးအစားလေးကိုကျွန်တော်တို့ချိန်ပေးခဲ့ရပါမယ် print ထုတ်တဲ့အခါမှာလည်းကျွန်တော်တို့ကဘောင်ပြောက်ထုတ်မှာဖြစ်တဲ့အတွက် borderless ဆိုတဲ့ကျွန်တော်တို့ setting လေးကိုကျွန်တော်တို့ချိန်ပေးရမှာဖြစ်ပါတယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာဆိုရင် borderless ထုတ်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီမှာထွက်လာတဲ့ဓာတ်ပုံလေးကကျွန်တော်တို့လုံးဝအဖြူသားတွေအဖြူအနားသားတွေမကျန်မဲနဲ့ဘောင်ပြောက်အနေနဲ့ကျွန်တော်တို့ကထုတ်ထည့်လိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကဓာတ်ပုံလေးတစ်ပုံထုတ်ပြပေးထားတယ်ပေါ့နော်ဒီတော့နောက်ထပ်ကျွန်တော်တို့မတူညီတဲ့ပုံလေးတစ်ပုံလည်းထပ်ပြီးတော့ထုတ်ပြပေးထားပါတယ်
အခုဒါကတော့ကျွန်တော်တို့ဒီမှာမတူညီတဲ့ဓာတ်ပုံလေးနှစ်ပုံကိုကျွန်တော်ဘောင်ပြောင်းအနေနဲ့ print ထုတ်ပြပေးထားတာဖြစ်ပါတယ်ဒီတော့ဒါလေးကိုကျွန်တော်တို့ပို့ပြီးတော့မှရသွားအောင်နောက်ထပ်ကျွန်တော်နောက်မှာထုတ်ပြပေးထားတဲ့ဓာတ်ပုံလေးကိုလည်းနောက်တစ်ခုလောက်ထပ်ပြီးတော့မှလုပ်ပြပေးပါမယ် control နဲ့ O နဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ print ထုတ်မဲ့ဓာတ်ပုံလေးကိုရွေးမယ် open ဆိုပြီးတော့လုပ်လိုက်ပါမယ်ပြီးရင်တော့ဒီရဲ့ဓာတ်ပုံကကျွန်တော်တို့ post-it စာရွက်အမျိုးအစားစာရွက် site မဟုတ်တဲ့အတွက် site လေးချိုးပါမယ် keyboard ကနေပြီးတော့မှကျွန်တော်တို့က CO နှိပ်ပြီးတော့မှ color tool လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်ပြီးရင်တော့အပေါ်က option bar လေးမှာ ratio ဆိုတာလေးကျွန်တော်တို့ရွေးပေးထားပါမယ် post-it ကိုကျွန်တော်တို့ကရွေးထားလိုက်ပါမယ်ပြီးရင်တော့ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ကနေရာတွေချိန်နေတယ်ဆိုရင်ကျွန်တော်တို့ဒီမှာချိန်လို့ရတယ်ထောင်းကနေပြီးတော့လည်းနေရာလေးတွေကိုအခုလိုမျိုးလေးတွေကျွန်တော်တို့ချိန်လို့ရပါတယ်ဒီတော့ကို print ထုတ်မဲ့ပုံစံအနေထားလေးကိုယ့်ရဲ့စိတ်တိုင်းကြကျွန်တော်တို့ပုံချိန်ပြီးသွားပြီဆိုရင်တော့ enter လေးခောက်ခဲ့လိုက်ပါမယ်လက်ရှိကျွန်တော်တို့ဒီမှာ mouse pointer မှာ color tool ကြီးဝင်နေပါတယ်ကျွန်တော်တို့ keyboard ကနေပြီးတော့ video နှိပ်ပြီးတော့ move tool လေးခေါ်ပါမယ်ပြီးရင်ဒီရဲ့ဓာတ်ပုံ site ကိုကျွန်တော်တို့ပြင်ဖို့ရအတွက် control ရဲ့ order ရဲ့ i ရဲ့ကိုတွဲပြီးတော့နှိပ်လိုက်ပါမယ် image size ဆိုပြီးကြာလာပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က post-it ဆိုပြီးတော့မှကျွန်တော်တို့ကရွေးချယ်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ resolution ကိုတော့300ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ပြီးရင်တော့ okay လေးနှိပ်ခဲ့လိုက်ပါမယ်ဒါဆိုရင်တော့ဒီရဲ့ဓာတ်ပုံလေးက post-it စာရွက် site လေးဖြစ်သွားပါပြီဒီတော့မှကျွန်တော်တို့ color lighting နဲ့ filter တွေကနေပြီးတော့ camera raw filter ဆိုတဲ့နေရာကနေပြီးတော့မှဒီရဲ့ဓာတ်ပုံရဲ့နည်းနည်းလေးကျွန်တော်တို့ကအလဲအမောင်ပြင်ကျင်တဲ့အပိုင်းလေးတွေကိုပြင်ပြီးတော့မှအစောနာကျွန်တော်ပြပေးခဲ့တဲ့ printer setting လေးတွေကိုရွေးချယ်ပြီးတော့ထုတ်လိုက်တယ်ဆိုရင်တော့အဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်တချို့ printer တွေမှာတော့ကျွန်တော်တို့က borderless ဆိုတဲ့ setting လေးကကျွန်တော်တို့မပါဘူးပေါ့နော်ဒီတော့ဘောင်ပြောက်ကိုကျွန်တော်တို့က printer တိုင်းမှာတော့ထုတ်လို့မရတာကိုတွေ့ရပါတယ်ကိုယ့်ရှိမှာရှိနေတဲ့ printer က printer setting မှာကျွန်တော်တို့ borderless ဆိုတဲ့နေရာလေးပါမှာကျွန်တော်တို့ကဘောင်ပြောက်ထုတ်လို့ရတာဖြစ်ပါတယ်တချို့လာပြီးတော့မေးတဲ့သူလေးလည်းတွေ့ရတယ်ပေါ့နော်ကျွန်တော် printer မှာ borderless ဆိုတဲ့ setting လေးမပါနေဘူးဘယ်လိုပြန်ဖော်ရလဲဆိုပြီးတော့မေးရလေးလည်းတွေ့ရပါတယ်ဒီတော့ borderless ဆိုတဲ့ setting ကကျွန်တော်တို့ printer တိုင်းမှာမပါပါဘူးတချို့ printer တွေမှာကကျွန်တော်တို့ဘောင်ပြောက်ထုတ်လို့မရတာကိုတွေ့ရတယ်ပေါ့နော်ဒီတော့အခုလိုမျိုးကျွန်တော်တို့ borderless ဆိုတဲ့ setting လေးကျွန်တော်တို့ပါနေမှဓာတ်ပုံတွေကိုဘောင်ပြောက်ထုတ်လို့ရတာဖြစ်ပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်ဒီရဲ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ post-it ဓာတ်ပုံကိုဘောင်ပြောက် print ထုတ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်အားလုံးအတွက်ရရသုံးဝင်မယ်လို့ထင်တယ်ကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့လေ့ကျင့်ရင်းနဲ့စမ်းကြည့်ပေးလို့ရပါတယ်အကယ်၍ကိုယ်တိုင်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီကိုလည်းကိုယ့်ရှိမှာ printer ရှိတယ်လက်တွေ့လေ့ကျင့်ပြီးသွားပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE done ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်တွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ